ငေးရအောင်မွန်ပြည်နယ်တံပစဲမြို့ရှိတမိုင်းဝင်စံတော်တောင်ပေါ်ကဖရာရိပ်သာတော်ရကျောင်းရဲ့တောက်သုံးရီခက်ခဲကိုတောင်အောက်ရီကျော်စူးစမ်းရှာဖွေပြီးတောင်ပေါ်ဆက်ရည်တွင်တူးဖို့အောင်မြင်ခြင်းဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်တောင်အောက်ရီကျော်ကိုဘူမိတာလိုက်ဆက်ကွင်းgeomagnetic field ဘူမိလျှက်စစ်တာလိုက်ဆက်ကွင်း geo electromagnetic field ကမ္ဘာဆွဲအားဆက်ကွင်း gravity field လျှက်စစ်ခုခံမှုချိန်နှုန်း electrical resistivity frequency survey တိုင်းတာခြင်း GIS ကွန်ပျူတာနည်းပညာအသုံးချခြင်း AI ဉာဏ်ရည်တုနည်းပညာစတဲ့နည်းပညာ6မျိုးနဲ့စူးစမ်းရှာဖွေခဲ့ပါတယ် Ini mana ni harap. Jauh. Bumi tanlai sekuen. Bumi biasa tanlai sekuen. Geo electro magnetic field. ကမ္ဘာဆွဲအားဆက်ကွင်းတိုင်းတာခြင်းတွေပြုလုပ်နေတာဖြစ်ပါတယ်။အဲဒီနေရာကကျော်ရှိတဲ့နေရာဖြစ်ပါတယ်။ဒါကတော့လျှက်စစ်ခုခံမှုချိန်နှုန်း electrical resistivity frequency survey တိုင်းတာခြင်းပြုလုပ်နေတာဖြစ်ပါတယ်။မြေကြီးကိုဓာတ်မှန်ရိုက်ခြင်းဒါမှမဟုတ် GP ရိုက်ခြင်းလို့ခေါ်ပါတယ်ခင်ဗျာcái tóc tóc mù rong này có đấy rong này dây rồi cái nó sẽ lao phải nó စူးစမ်းရှာဖွေတွေ့ရှိထားတဲ့တောင်အောက်ရေကျော်ကိုဘူမိလျှက်စစ်တန်လိုက်ဆက်ကွင်း geo electromagnetic field ကိုအသုံးချပြီးတော့ရေကျော်ရဲ့အနက်ပေရေထွက်အနှဲများကိုထောက်လှမ်းနေခြင်းဖြစ်ပါတယ်GIS ကွန်ပျူတာနည်းပညာကိုအသုံးချပြီးတော့မြေအောက်ရေကျော်ဖြတ်ပိုင်းပုံကိုပေါ်ထားခြင်းဖြစ်ပါတယ်ဒါကတော့စက်ရည်တွင်တည်ရှိတဲ့စံတော်တောင်ဒီနေရာပဲဖြစ်ပါတယ်ခင်ဗျာစက်ရည်တွင်စာတင်တူးဖို့ပါပြီကျောင်းနိုင်ဆရာတော်ဖြစ်ပါတယ်အနက်ပေ130မှာဒီထွက်ပါပြီ
အနက်ပေ200ကရေထွက်နှုန်းဖြစ်ပါတယ်ကြီးလင်အေးမြတဲ့တောက်သုံးရေရပါပြီခင်ဗျာ ကြီးနေပြီနော် cái gì mà đại trong đại trong အေး đại trong အဲ့ဒါပတ်နေနော် rồi mà màu gì mà đâu cái mà ta đại rồi ရေအရည်အသွေးကတော့ pH 7.12 TDS 63 EC 126ရှိတဲ့အတွက် WHO စံနှုန်းရှိတဲ့တောက်ရည်တန်းအဆင့်ရှိပါတယ်ခင်ဗျာဒါကတော့စက်ရည်တွင်းတွေကနေထွက်လာတဲ့မြေလွှာစဉ်ကြောက်လွှာစဉ်နမူနာများပဲဖြစ်ပါတယ်မြေအောက်ရေကျော်စူးစမ်းရှာဖွေလိုတယ်ဆိုရင်ဦးစော်ထွေးဘူမိဗီရ39 904 521 312တန်ကူစရမြို့မွန်ပြည်နယ်ကိုဆက်သွယ်ပါခင်ဗျာတန်ကူရအောင်ကျေးဇူးတင်ပါတယ်